Maro di meeting အခါကျတော့ WEC Teacher Zoom Development Training မှာမတို့ဒီမှာဆိုလို့ရှိရင်WEC ကဆိုလို့ရှိရင်တို့တွေက mission ရှိတယ် vision ရှိတယ်ပြီးရင်ဘယ်ကိုဥတည်နေတယ်ဆိုတဲ့အကြောင်းအရာတွေရှိတယ်သိပြီးသား teacher တွေလည်းရှိသလိုမသိတဲ့ teacher တွေလည်းရှိသေးတယ်အဲ့အတွက်ဒီနေရာမှာအကုန်တစုတစည်းတဲ့တေချာလေးပြန်ပြီးတော့မှတ်ယူကြမယ်ပြီးရင် teacher စုကဒီ Zoom နဲ့ပတ်သက်ပြီးတော့ target ကိုပေါ့နော် Zoom နဲ့ပတ်သက်ပြီးတော့ mission vision တွေကိုတိတ်ပြီးတော့မပြောပြဘူးအဲ့ဒီအတွက်ဒီ meeting မှာဒီ training မှာတခါတည်းပြောသွားကြပါတယ်အဲ့တော့ဒီနေ့မှာတို့တွေဘာကိုဥတည်ပြီးတော့သွားမလဲဆိုတော့ဒီ strategy အသစ်တွေကိုတေချာလေး share လုပ်သွားပေးမယ်ပြီးရင်နောက်တစ်ခုက teacher တို့ဒီ Zoom ကိုလုပ်တဲ့အချိန်မှာ experience ပေါ့နော်ခါတလေကြားလို့ရှိရင်စာသင်နေတယ်သင်နေတဲ့အချိန်မှာဒီကလေးတယောက်ကအာယုံမဆိုင်ဘူးဆိုလို့ရှိရင်ခါတလေကိုရီမှာစိတ်ခံစားချက်တွေစာသင်ရတာတွေကိုပါအာယုံမလာတော့တာတွေရှိတယ်အဲ့တော့အဲ့ဒီရဲ့ idea တွေလည်း teacher တို့တေချာလေးရရှိသွားမယ်ပြီးရင်တို့တွေဒီမှာ Zoom ထဲမှာ teamwork တွေလုပ်ပြီးတော့မှကလေးတွေတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးတွေပါမယ်နောက်တစ်ခုကကလေးတယောက်ချင်းစီကို focus လုပ်ပြီးတော့မှဘာတွေလုပ်ပေးရမယ်ဘလို့ဒီ training ရဲ့ဥတီချက်ကအတူတူသင်ယူကြမယ်ပြီးရင်အတူတူတို့တွေတိုးတက်အောင်လုပ်ကြမယ်အမရဲ့ခံယူချက်ကတော့လေအမလည်းတိုးတက်အောင်လုပ်တယ်လို့ teacher တွေကိုလည်းအမကဆွဲနိုင်တဲ့လောက်ကိုရပြီးတော့ဆွဲခေါ်လာတယ် teacher တွေကလည်းပါလာပြီးတဲ့အတွက်ကိုတကယ်ကိုကျေးဇူးတင်တယ်ပြီးရင်တို့တွေရဲ့အလုပ်က teacher စုပြောနေကြအတိုင်းပဲအမတို့ကလူသားရေးမြစ်ကိုလုပ်နေတာအဲ့တော့အမားတို့မှားလို့မရဘူးပေါ့နော်မှားလို့မရဘူးတို့တွေရဲ့ mindset တွေပြီးလို့ရှိရင်တို့တွေရဲ့ခံယူချက်တွေပြီးရင်တို့တွေရဲ့သင်ယူပုံတွေပေါ့နော်သင်ယူပုံတွေမှားလို့မရဒီမှာကိုယ့်ရဲ့နောက်မှာလူကတွဲရက်ကြီးပါလာတာတွဲရက်ကြီးပါလာတာအဲ့တော့ကိုယ့်ရဲ့ mindset တစ်ခုကမှားသွားပြီဆိုလို့ရှိရင်ကလေးတွေကိုသင်ယူပုံသင်ယူနည်းတွေပါအစကနေမှားသွားနိုင်တယ်အဲ့အတွက်အမားကတော့ကိုတိုင်းလည်းဒီပညာရေးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဒီကလေးတွေရဲ့လူသားအရင်းမြစ်တွေကိုကင်နေတာဖြစ်တဲ့အတွက်အမားမခံနိုင်ဘူးပေါ့နော်ဒီနေ့မှာဒီဟာတွေကိုအမားတို့တေချာလေးပြောပြသွားမယ်ပြီးရင် Zoom နဲ့ပတ်သက်ပြီးတော့လေ Zoom ကတစ်ပတ်မှ2ရက်တည်းတနာရီတည်းသင်ရတာဆိုပြီးတော့အထင်သေးလို့မရဘူးအမားတို့ရဲ့ဒီ result တွေအရာပေါ့နော်ကလေးတွေရဲ့တိုးတက်မှုကteacher ကောင်းရင်ကောင်းသလောက်တကယ်ကိုဖွံ့ဖြိုးတိုးတက်တာလည်းတွေ့ရတယ်တကယ်စာတွေရလာတာလည်းတွေ့ရတယ် a great teacher never stop learning အဲ့ဒါဒီအမကိုယ်တိုင်လည်းလက်ရှိထိကိုအမဒီကျောင်းသူတယောက်အမဒီကျောင်းသူတယောက် teacher တွေအကုန်လုံးသိတယ်အမဒီ PhD ကိုသင်နေတဲ့သင်တန်းသူတယောက်ပေါ့နော် teacher စုက Assumption University မှာ PhD EAL Education and Administration နဲ့ Leadership အတန်းကိုတက်နေတဲ့သူပါအဲ့တော့တို့တွေရဲ့ intro လေးပါနောက်တစ်ခုကတော့အမားတို့ရဲ့ဒီ WEC ရဲ့ vision ပေါ့နော် vision ဆိုတာဒါအမားတို့ on campus ရဲ့ vision မဟုတ်ဘူး online ရဲ့ vision online ရဲ့ vision ကကြတော့မတို့ကလေးတွေကို confidence တက်အောင်လုပ်မယ်ဘယ်နေရာမှာလဲဆိုတော့ English skills မှာမတို့ online အတန်းတွေအကုန်လုံးနှီးပါက English အတန်းတွေများတယ်phonics နဲ့ရန်လာနာအတန်းတွေများတယ်အဲ့အတွက် confidence ကို English ဘိုင်းနဲ့ပတ်သက်ပြီးတိုးတက်အောင်လုပ်မယ်ပြီးရင်ဒီကလေးတွေကိုလုံးဝဒီ international education ကိုမတို့quality ပြည့်ဝပေးမယ်ဒါဒီအမရဲ့ vision ပဲအမမျှော်မှန်းချက်ပဲဘာလို့လဲဆိုတော့လုံးမဲ့လုံးမကတော့အကောင်းဆုံးပဲဖြစ်ချင်တယ်အဲ့အတွက် vision မှာလည်းအမကလွယ်ကူကူနဲ့ပဲနားလည်လွယ်တဲ့ဟာပဲပြီးလို့ရှိရင်တကယ်အကောင့်ထဲပေါ်နိုင်တာကိုပဲအမချထားတယ်အဲ့တော့ our mission မတို့ဘာတွေလုပ်မလဲဆိုတော့ဒီကျောင်းဘက်ကနေ teacher တွေကိုဒီ teacher center ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကလေးဒီ online class ဖြစ်တဲ့အတွက် Child Center နဲ့အမတို့မသိဘူး teacher center learning နဲ့ပဲသင်တယ် teacher ကပဲဥဆောင်ပြီးပဲသင်မယ် teacher ကပဲဥဆောင်ပြီးသင်မယ်ဥပမာ on campus ဆိုရင်မတို့ကကလေးတွေကိုဥဆောင်ပြီးသင်ခိုင်းတာတို့ project တွေလုပ်တာတို့ပြီးလို့ရှိရင်တယောက်ချင်းစီကိုတိုးတက်အောင်လုပ်တာတို့ဒီလိုသွားလို့ရတယ်ဒါပေမဲ့ online မှာအခါကျတော့အချိန်လဲတိုတယ်ပေးနိုင်တဲ့ပမာဏကလည်းနည်းတာဖြစ်တဲ့အတွက် teacher center နဲ့ပဲသွားမယ်နောက်တစ်ခုကဒီကလေးတွေရဲ့ English skills ကို development ဖြစ်အောင်မကတော့တေချာတက်ခတ်ထားပြီးလုပ်ချင်တယ်လို့ပြောတာဘာလို့လဲဆိုတော့ teacher စုက mission vision တွေချလိုက်လို့ရတယ်ဒါပေမဲ့ teacher စုတယောက်တည်းချပဲဖြစ်မယ်
ဘလောက်ပဲ mission က teacher စုရဲ့ mission ကဘာနော် vision ကဘာနော် teacher စုရဲ့ target ကဘာနော်ဘလို့ပဲပြောသွားတို့ teacher တွေမပါလာဘူးဆိုရင်အမကရှေ့ကပြောပြီးတော့ account ထဲမဖော်နိုင်တော့သူပဲဖြစ်တယ်ပေါ့နော်အဲ့တော့ teacher တို့ဒီမှာအမရဲ့ဒီ mission ကခါကြတော့ teacher တွေပါလိုက်လောက်ရမယ်ဟာအဲ့တော့အမကလည်း teacher တွေကိုတေချာ supporting ပေးမယ် teacher တွေကလည်းတေချာလိုက်လုပ်မယ် teacher center learning နဲ့အမတို့တေချာ teacher ကိုယ်တိုင် confidence ရှိနဲ့သင်မယ်ပြီးရင်ကလေးတွေရဲ့ English skills ကိုတိုးတက်အောင်လုပ်မယ်နောက်တစ်ခုကခါကြတော့ teacher တွေကိုအဆက်မပြတ်သင်ယူဖြစ်အောင်လို့ပေါ့နော်အမဘက်ကနေလည်းတေချာလေးလှုပ်သွားပေးမယ်ဒီနံပါတ်3ချက် empower teachers ကတော့အမ teacher စုလောက်ရမှာပါပြီးရင်နောက်တစ်ခုက building strong partnership with parent အဲ့ဒါက teacher ကတော့ teacher စုကိုယ်တိုင်ကတော့မိဘနဲ့ strong partnership ဖြစ်တယ်မိဘတွေနဲ့ဆိုလို့ရှိရင်လည်းတွေ့ရတဲ့အချိန်မှာ teacher ကထိမိမိစကားတွေပြောတယ်ဒီနောက်ပိုင်း teacher တို့ထဲမှာmain teacher တွေ subject teacher တွေတော်တော်များများကလည်းဒီလိုပုံစံဝင်လာပြီအဲ့တော့ strong partnership ကဖြစ်ပြီးသားအဲ့တော့ teacher စုတို့ mission မှာဘာလုပ်ရမလဲဆိုတော့တို့ WECR teacher တွေဒီမိဘတွေနဲ့ပြောဆိုဆက်ဆံတဲ့အချိန်မှာလည်းလုံးဝကို strong partnership ဖြစ်ရမယ်ကိုယ့်ဘက်ကနေအကြံဉာဏ်ကောင်းနေပေးနိုင်ရမယ်ပြီးရင်နောက်တစ်ခုကဒီစာသင်ခန်းရဲ့ပတ်ဝန်းကျင်ပေါ့နော်စာသင်ခန်းအတွင်းကာလလေးစာသင်ခန်းဆိုတာတော့ Zoom မှာသင်တဲ့အတန်းကာလကကလေးအချင်းချင်းကလေးတွေကတော့သူတို့အိမ်ကနေသူတို့သင်နေပေမဲ့ကိုသင်တဲ့တနာရီကကိုပိုင်တယ်နောက်ကစူနေတာတို့နောက်ကနေအတန်တွေပြောနေတာတို့ဆိုလို့ရှိရင်ကိုကလွှမ်းမိုးနိုင်စွမ်းရှိရမယ်အဲ့ဒါလည်းဒီချိန်နောက်ကြရင်အသေးစိတ်ထပ်ပြောပြမယ်အဲ့တော့ကလေးရဲ့ပျော်ရွှင်သော Zoom class လေးဖြစ်ရမယ်ပျော်ရွှင်သောငြိမ်သက်သောကလေးလဲလိုက်ပါလာသော learning environment လေးဖြစ်ရမယ်ထားတာအဲ့တော့ teacher စုကဒီ teacher တွေကိုလှုပ်လိုက်တဲ့အချိန်မှာဒီ Zoom ကိုလှုပ်လိုက်တဲ့အချိန်မှာဒီ training ကိုဥတီချက်ထားပြီးတော့ပေးမယ်ပေါ့နော်ဘယ်ဘိုင်းကိုဥတီချက်ထားပြီးပေးမလဲဆိုတော့ဒီ mission တွေကိုတစ်ခုချင်းစီဖြည့်သွားဖို့အတွက်ကတော့ဒါ teacher ရဲ့ဥတီချက်ပါပေါ့နော် training as rule ဒါကဘယ်လိုမျိုးသတ်မှတ်လို့ရလဲဆိုတော့အမားတို့တွေအခုဆိုလို့ရှိရင် training 2 ရက် training 2ရက်မှာဒီကျောင်းက class တန်းဥမာ phonics level 1တန်းကိုဖွင့်လိုက်တယ်ပေါ့ဖွင့်လိုက်တဲ့အချိန်ကြလို့ရှိရင်အဲ့ဒီ level 1ရဲ့ကလေးတွေက teacher တွေနဲ့မတွေ့ရသေးဘူးteacher နဲ့မတွေ့ဘူးသေးဘူးအဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းစချင်းမှာ rules တွေချရမယ်အဲ့တော့အမတောင်မှတွေ့ဘူးပြီးသားဆရာမတွေတောင်မှဒီ2ရက်လေးသင်ဖို့အတွက်ကိုအမရဲ့ rules ပေါ့နော် teacher တွေလိုက်နာရမယ့် rules ကိုအမချတယ်လို့ teacher တွေဘက်ကနေလည်းဒီ4လတာလုံးသင်မဲ့ teacher ရဲ့ rules ဆိုတာချရမယ်ဒီ teacher ရဲ့ rules ဆိုတာကတယောက်နဲ့တယောက်တူချင်မှလည်းတူမယ်ဥပမာဒီ teacher တယောက်ကဥပမာ class မှာပေါ့နော်ဘယ်တန်းပြီးလို့စာသင်နေရင်းနဲ့ကလေးကစကားပြောတာလက်ခံနိုင်တဲ့ဆရာမရှိတယ်question မေးတာလက်ခံနိုင်သောဆရာမရှိရယ်တချို့ဆရာမတွေခါကြတော့မဟုတ်ဘူးတသားတို့ဒီချက်တေချာရှင်းပြမယ်မေးလို့ရပြီဆိုတဲ့အချိန်မှာမေးစသဖြင့်နှစ်နည်းလုံးမမှားဘူးเนาะနှစ်နည်းလုံးအဆင်ပြေတယ်နှစ်နည်းလုံးကကလေးတွေအတွက်လည်းကောင်းတယ်ဘယ်လိုခေါ်မလဲကလေးတွေအတွက်လည်းကောင်းတယ် class အတွက်လည်း environment ကလည်းငြိမ်သက်သောတိတ်ဆိတ်သော class ဖြစ်နိုင်တယ်အဲ့တော့နှစ်နည်းလုံးကိုသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာကမတူဘူးဆိုတာတယောက်နဲ့တယောက်ရဲ့ rules ချမှတ်ခြင်းမတူဘူးအမအနေနဲ့လည်းအမရဲ့ဒီ2ရက်တာမှာကိုယ်ပိုင် rules တွေမှချတယ်ဘာလုပ်ရမလဲဆိုတာ teacher တွေ on time ဖြစ်ရမယ်8နာရီဆိုတာနဲ့အမလည်းနောက်မကြဘူး teacher တွေလည်းလုံးဝနောက်မကြရဘူးဒီလုံးဝကိုကွက်တိအချိန်ရောက်ရမယ်ပြီးရင်ကင်မရာဒီအကုန် on ထားရမယ်ကင်မရာအကုန်ဖွင့်ထားရမယ်ကင်မရာဖွင့်ထားမယ်ပြီးရင် mic တွေဒီ mute လုပ်ထားရမယ် teacher တွေအကုန်လုံး mic တွေ mute လုပ်ထားပေးပါအဲ့တော့တယောက်ကပြောတဲ့အချိန်မှာပေါ့နော် teacher စုဘက်ကနေလဲဥမာ teacher ဘာလေးteacher ရေဟိုအကြောင်းလေးပြောပြပေးပါအောင်စသဖြင့်ပေါ့နော်တခုခုမေးခဲ့လို့ရှိရင် by name နဲ့မေးခဲ့လို့ရှိရင် teacher စုလဲ mute ပြန်လုပ်တယ်အဲ့လိုပုံစံလိုမျိုးပေါ့နော်ပြီး participate actively လုံးဝကိုတက်ကြွနဲ့ပါဝင်ရမယ်ဘာလို့လဲဆိုတော့ teacher ရဲ့ဒီ training ကပြင်းစရာကောင်းမှာမဟုတ်ဘူးပြောစရာကောင်းလိုက်မယ်အကုန်ပါရလိမ့်မယ်အကုန်လုံးတက်ကြွနဲ့တေချာလိုက်ပါရလိမ့်မယ်ပေါ့နော်ပြီးရင် respect everyone opinion အဲ့ဒါအခါကျတော့ဘာလဲဆိုတော့နောက်ပိုင်းကျရင်အမြင်တွေဆွေးနွေးမှာရှိတယ်class ကိုထိမ့်သိမ့်တဲ့အမြင်တွေ classroom management ကိုဆွေးနွေးမဲ့အကြောင်းတွေရှိတယ်အဲ့လိုအချိန်ကြလို့ရှိရင် teacher တို့တွေကို group တွေခွဲပြီးအမှလုပ်ဖို့စီစဉ်ထားတယ်အဲ့တော့အဲ့ဒီဟာဆိုလို့ရှိရင်တယောက်ရဲ့အကြံဉာဏ်ကိုတယောက်က
ဒီ observe မလုပ်ပေးပဲမလုပ်ချပဲနဲ့ပေါ့နော်လုံးဝချက်ချင်းမငင်းမလိုက်နဲ့တယောက်ရဲ့အတွေးအမြင်ကိုလေးစားပေးရမယ် stay present and avoid multitasking အဲ့တော့ဒီ training အတွင်းလေးမှာအမကို fully present လေးပေးပါ fully present ဆိုတာဒီ training ကလွဲလို့ရှိရင်ဖုန်းကြည့်နေတာတို့ပြီးရင် Facebook တို့ TikTok တို့သုံးနေတာလို့အမကို fully attention လေးပေးပါအဲ့တော့ဒီမှာဆိုရင်ဒါက training ရဲ့ agreement ပေါ့နော် teacher စုအနေနဲ့ training agreement ကိုဒီပုံစံနဲ့ချမှတ်လိုက်တယ်ဒါဒီအမက teacher တို့ကို2ရက်တာ training မှာအမရဲ့အမ lead လုပ်သွားမယ့် training ပေါ့နော်ဒါကအမရဲ့ expectation ကဒီနေ့အတွက်ပေါ့နော်ဒီနေ့အတွက် expectation ရခါကြတော့ဗာလဲဆိုတော့ classroom strategy ကိုတည်သွားစေခြင်းနဲ့ပြီးလို့ရှိရင် teaching mind မှာ confidence ကိုပိုတက်သွားစေခြင်းနဲ့ပြီးရင်နောက်တစ်ခုကဒီအခုအမတို့အခုပြောတဲ့ idea တွေဒီတဲက teacher ဒီ training teacher ကလွဲလို့ရှိရင်ချက်ချင်း apply လုပ်လို့ရတဲ့နည်းတွေပါဥပမာခဏနေရ teacher စုပြောသွားတဲ့ class ရဲ့ rule ဆိုရင်ချက်ချင်း account ထဲပေါ့ချက်ချင်းသုံးကြည့်အဆင်ပြေလားပြန်ပြီးတော့teacher တို့တွေ feedback တွေကတော့နောက်တစ်ပတ်တောင်မဟုတ်ဘူးဒီချက်နောက်လလောက်မှပြန်ပြီးတောင်းမယ်ပေါ့နော်နောက်လလောက်မှပြန်တောင်းမယ်အဲ့တော့အဲ့လိုမျိုးပြန်ပြီးတော့အသုံးချမယ်ချက်ချင်းကိုအသုံးချမယ်ပြီးရင်ကိုယ့်ရဲ့ဒီတကယ်လို့အခက်ခဲပေါ့နော် class မှာအခက်ခဲတစ်စုံတရာကြုံခဲ့တာတွေရှိလို့ရှိရင်လည်းအမတို့အဖြေရှာကြမယ်အခက်ခဲရှိတဲ့ teacher တွေဆိုလို့ရှိရင်တခါတည်း note down လုပ်ထား teacher ကိုဒီ class နဲ့ပတ်သက်ပြီးတော့ teacher ရေးသမီးကတော့ဘယ် class ကိုသင်နေတယ်အဲ့ဒီ class ကကလေးကအတန်နေအရန်ဆူနေတာပဲဘလို့မအောင်ပြောလို့မရအောင်စသဖြင့်ပေါ့နော်ဒါက example တစ်ခုအဲ့လိုမျိုးအခက်အခဲတွေရှိလာနိုင်တယ်အဲ့လိုရှိတယ်ဆိုလို့ရှိရင်တို့တွေအကုန်ဝိုင်းပြီးတော့အဖြေရှာကြမယ်ပြီးရင်နောက်တစ်ခုကဒီ collaboration ကောင်းကောင်းလေးနဲ့လုပ်ကြမယ် collaboration ကောင်းကောင်းလေးနဲ့တို့တွေbreakout room တွေမှာဆွေးနွေးတိုင်ပင်မဲ့ဟာလေးတွေရှိတယ်ဒါကတော့ teacher စုရဲ့ဒီနေ့ target လေးပါပြီးရင် ice breaker ဆိုတာကဒါကပူးပေါင်းပါဝင်မှုပေါ့နော်ပူးပေါင်းပါဝင်မှုအဲ့ဒါဘာလဲဆိုတော့teacher တို့ဒီအမတို့အကုန်လုံးကတော့တည်ထားပြီးသားတွေပဲဒါပေမဲ့ဒီဟာလေးကိုမတို့ဒီမှာပေါ့နော် fully present ဖြစ်ကြောင်းကိုတက်တည်ပြဖို့အတွက်အရင်ဆုံးကိုမိတ်ဆက်ရအောင်ကိုအရင်မိတ်ဆက်လိုက်မယ်အဲ့တော့ကိုမိတ်ဆက်တဲ့အချိန်မှာမိတ်ဆက်တဲ့ method တွေရှိတယ်မိတ်ဆက်တဲ့ method တွေဆိုတာဥပမာကိုကမိဘတွေနဲ့တွေ့မယ်ဆိုလို့ရှိရင်တစ်မျိုးမိတ်ဆက်ရတယ်ဆရာမတွေကိုယ့်ရဲ့ညီမတွေပေါ့နော်တီချယ်စုဆိုရင်ကိုယ့်ရဲ့ညီမတွေနဲ့တွေ့တယ်တီချယ်တို့ဘက်ကနေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အမနဲ့တွေ့တယ်အဲ့လိုဆိုလို့ရှိရင်တို့တွေကမိတ်ဆက်တဲ့ပုံစံဒီတစ်မျိုးကလေးတွေနဲ့တွေ့တယ်ဆိုလို့ရှိရင်မိတ်ဆက်တဲ့ပုံစံဒီတစ်မျိုးပေါ့နော်အဲ့လိုပုံစံနဲ့